စစ်တုရင်ကစားနည်းဒီလိုစစ်တုရင်ကစားတဲ့ chessboard ကိုဒီလိုလူတွေပါတဲ့ chessboard နဲ့သာအစားထိုးလိုက်မယ်ဆိုရင်စစ်တုရင်ချန်ပီယံတွေတောင်မှချွေးစေးတွေပြန်သွားနိုင်ပါတယ်အကြောင်းရင်းကတော့လွန်ခဲ့တဲ့2000ပေါင်းများစွာကစားခဲ့ကြတဲ့စစ်တုရင်ပုတ်ပြားတွေပေါ်မှာဆိုရင်အခုလိုပလတ်စတစ်အရုပ်တွေမဟုတ်ဘဲနဲ့တကယ်လူတွေကိုယ်တိုင်ရှိခဲ့ကြပြီးကစားခဲ့တာကြောင့်ပဲဖြစ်ပါတယ်ဒီကစစ်တူရင်အရုပ်တွေအစားခံလိုက်ရတဲ့အခါမှာတော့အဲ့ဒီခတုံးကဆိုရင်စစ်တူရင်ပုတ်ပြားပေါ်ကလူတွေကိုတကယ်တက်ခဲ့ကြတာလို့ဆိုပါရီနောက်ပြီးတော့အဲ့ဒီခတုံးကဒီလိုကစားနည်းမှာအနိုင်ရတဲ့သူဟာထီနန်းတွေဘရင်မတွေကိုပါရရှိခဲ့ကြတယ်လို့ဆိုပါရီ1454ခုနှစ်တုန်းကဆိုရင်လေအီတလီနိုင်ငံမာရိုစတီကာမြို့ကဘရင်နှစ်ပါးဟာဘရင်မတစ်ပါးကိုအယူမူချစ်ကြိုက်ခဲ့ကြဘူးပါရီဒီမှာဘရင်မကလည်းအဲ့ဒီထဲကတယောက်ကိုကိုရိုင်းရွေးချယ်ပိုင်ခွင့်မရှိပါဘူး။ဒါကြောင့်ပဲဒီလိုလူသားစစ်တူရင်ကစားနည်းကိုသူတို့ဟာကစားခဲ့ကြရပြီးဒီကစားပွဲဟာအချိန်3ရက်တောင်မှကြာမြင့်ခဲ့ပါပြီ။နောက်ပြီးဒီကသူတို့ရဲ့အချစ်ဇာတ်လမ်းဟာလည်းရိုမီယိုနဲ့ဂျူလီယက်တို့ရဲ့အချစ်ဇာတ်လမ်းလိုပဲနာမည်ကျော်ကြားခဲ့ပါသည်။ဒီလိုနဲ့အဲ့ဒီအချိန်ကနေစတင်ခဲ့ပြီးအီတလီနိုင်ငံမှာအခုအချိန်ထိ2နှစ်မှတစ်ကြိမ်စက်တင်ဘာလအစမှာအခုလိုလူသားစစ်တူရင်ဂိမ်းကိုကစားလာခဲ့ကြပါပြီ။ဒီမှာတော့အရင်ခေတ်တုန်းကလိုလူမတက်တော့ပေမဲ့ဒီမှာပါဝင်တဲ့လူတွေဟာအခုလိုပုတ်ပြားပေါ်မှာ35မိနစ်တိုင်တိုင်ရက်နေကြရပါတယ်ခင်ဗျာ